ထိုင်းနိုင်ငံမဲဆောက်မြို့မှာ CTM အနုပညာရှင်များစုပေါင်းပြီးမြန်မာစက်ပွဲကြည်ရအောင်အမည်နဲ့စက်ပွဲဖျော်ဖြေမှုတစ်ခုကိုပြုလုပ်ခဲ့ကြပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းထိုင်းမြန်မာနယ်စပ်ကိုရောက်လာခဲ့ကြတဲ့ CTM အနုပညာရှင်များစုပေါင်းပါဝင်ကြပြီးစစ်မှန်တဲ့အနုပညာကိုသာချပြဖျော်ဖြေသွားနိုင်ဖို့အတွက်မြန်မာစက်ပွဲကြည်ရအောင်လို့အမည်ပေးထားတာပါ။ CTM အနုပညာရှင်များဖြစ်ကြတဲ့မင်းသားရန်ငိမ့်သူမင်းသားအောင်မြင့်ဘိုးသားအောင်ဆက်စုမြတ်အောင်တထားခင်တို့နဲ့အတူမင်းသမီးစန်းနီလာဝင်းဝါဝါလှိုင်ရာလေးနဲ့နှင်းသေးလွန်တို့ကမြမရိုးရာကားများနဲ့ကပြဖျော်ဖြေခဲ့ကြပါတယ်။ဒါပြင် CTM စိုင်းပညာရှင်ဖိုးတကြံရဲ့စိုင်းဝမ်းနဲ့အတူလူရှင်တော်အောင်သောဖိုးချက်လင်းနဂါလူမဲနဲ့ပလာတာတို့ကလည်းပရိသကာပွဲပြတ်ဆက်များနဲ့ဖျော်ဖြေသွားခဲ့ကြပါတယ်။မြန်မာစက်ပွဲကြီးအောင်ဆက်သဘင်ကိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပြီးလာမယ့်ဧပြီလ9ရက်နေ့မှာပြသမယ့် online ဇက်သဘင်ပွဲအတွက်ကိုတော့ရန်ပုံငွေလက်မှတ်များရောင်းချနေတယ်လို့သိရပါတယ်။မြန်မာစက်ပွဲကြီးအောင်ဖျော်ဖြေတင်ဆက်မှုကိုလူမှုကွန်ရက်စာမျက်နှာကနေနိုင်ငံတကာကိုပြသဖျော်ဖြေသွားမှာဖြစ်ပြီးရရှိတဲ့ငွေကြေးများကိုတော်လှန်ရေးရှေ့တန်းစစ်မျက်နှာပြင်ကိုတိုက်ရိုက်ကူညီပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။